ဥစွာပထမဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့အသက်တာမှာဆင်ခြင်ရမယ့်အကြောင်းအရာကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အခန်းငယ်1ကနေ44အထိဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာမှာမေးခွန်းဘယ်နှခုထွက်လာတယ်လဲဆိုလို့ရှိရင်မေးခွန်း8ခုရှိပါတယ်ဒီနေ့နံပါတ်1မေးခွန်းကတော့ဘာလဲဆိုလို့ရှိရင်ယုံကြည်သူများရဲ့အသက်တာမှာပါအခက်ခဲတွေကိုတွေ့ကြုံနေတယ်လဲဆိုတာနံပါတ်1ဖြစ်ပါတယ်အိမ်ထောင်ရေးအခက်ခဲတွေရှိနေလားစီးပွားရေးအခက်ခဲတွေရှိနေလားလူမှုရေးအခက်ခဲတွေရှိနေလားသားသမီးတွေနဲ့ပတ်သက်တဲ့အခက်ခဲတွေရှိနေသလားချင်းချောက်မှုပြဿနာတွေရှိနေသလားကျွန်တော်တို့ပါအခက်ခဲကိုတွေ့ကြုံနေရတယ်လဲဆိုတော့မေးခွန်းကနံပါတ်1ဖြစ်ပါတယ်နံပါတ်2ကကျွန်တော်တို့ရဲ့အသက်တာမှာအခက်အခဲတွေတွေ့ကြုံတဲ့အခါမှာကျွန်တော်တို့ဘယ်လိုနေကြသလဲဘသူ့အမှမပြောပြဘဲနဲ့ကိုယ့်ဟာကိုယ်ပဲနေသလားမဟုတ်လို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့အခင်းမေဆုံးတငယ်ချင်းကိုပဲပြောပြသလားမဟုတ်လို့ရှိရင်လည်းပဲကိုယ့်ဟာကိုယ်ကိုနီးကိုယ့်ဟန်နဲ့ထွက်ပေါက်ရှာပြီးမှဖြည့်ရှင်းသလားဒါနံပါတ်2မေးခွန်းဖြစ်ပါနံပါတ်3မေးခွန်းကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေ့ကြုံရတဲ့အခက်အခဲပြဿနာတွေကကျွန်တော်တို့ရဲ့ဘဝအသက်တာကိုဘယ်လိုပြောင်းလဲစေသလဲအကောင်းဘက်ကိုပြောင်းလဲစေသလားဒါမှမဟုတ်လို့ရှိရင်တော့အဆိုးဘက်ကိုဥတီစေသလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်နံပါတ်4မေးခွန်းကတော့ဒီနေ့ကျွန်တော်တို့ဘယ်နေရာမှာနေရတာကလုံခြုံမှုအရှိဆုံးလို့ထင်တယ်လေဘယ်ပြည်နယ်မှာဘယ်တိုင်းမှာဘယ်မြို့မှာဘယ်ရွာမှာဘယ်နေရာမှာနေရတာကကိုယ့်အတွက်ကိုယ့်အိမ်ထောင်မိသားစုအတွက်အလုံခြုံဆုံးလို့ထင်တယ်လေနံပါတ်5မေးခွန်းကတော့ကိုယ့်ကိုဘယ်နေရာမှာဖိတ်ဖို့လိုချင်တယ်လေဘယ်နေရာမှာခေါ်ဖိတ်ခြင်းခံရှင်တယ်လေတာချီလိတ်မှာလားမိုင်းဖြတ်မှာလားကျိုင်းတုံမှာလားမဟုတ်လို့ရှိရင်ယူတီးယားနိုင်ငံမှာလားမဟုတ်လို့ရှိရင်အမေရိကန်နိုင်ငံမှာလားမဟုတ်လို့ရှိရင်တော့ပါးဆိုင်မှာလားဘယ်နေရာမှာကိုယ့်ကိုလောလောဆယ်လာဖိတ်ရင်တော့ကောင်းပါပဲလို့ထင်တယ်လေနံပါတ်6ကိုယ့်ကိုပါခိုင်းထားကြတယ်လေကိုယ့်ရဲ့အိမ်ထောင်မိသားစုကမဟုတ်ရင်ကိုယ့်ရဲ့အသင်းတော်ကမဟုတ်လို့ရှိရင်ကိုယ့်ရဲ့လူမျိုးကကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ့်ကိုပါခိုင်းထားတယ်လေနံပါတ်9မေးခွန်းကတော့ဒီနေ့ကျွန်တော်တို့ဘာအတန်ကိုကြားနေရတယ်လေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဘာအကြောင်းကိုကျွန်တော်တို့ထက်ခါတလဲလဲကြားနေရတယ်လေဆိုတဲ့ဟာဖြစ်တယ်နံပါတ်10မေးခွန်းကတော့ပါလဲဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်တို့လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေလှုပ်ကိုလှုပ်ရမယ်ကျွန်တော်တို့ရဲ့တာဝန်ကပါလဲဆိုတဲ့မေးခွန်း10ခုတွေ့ရပါတယ်ကျွန်တော်တို့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်1ကနေ44အထိကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့ဖြေရမယ့်မေးခွန်းဘယ်နှခုရှိလဲဟယ်လိုဘယ်နှခုရှိလဲ10ခုရှိပါတယ်ဒီမေးခွန်းကိုကျွန်တော်တို့တဦးချင်းဖြေရင်းနဲ့ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားသခင်ရဲ့အလိုတော်ကိုပြန်လည်ပြီးမှတည်ဆောက်ကြရအောင်တခါကခရစ်တော်ပယ်ကိုသွားတယ်လေဆိုလို့ရှိရင်ယေရုရှလင်ပြည်မတော်မှာပွဲလုပ်နေကြတဲ့နေရာကိုသူသွားပါတယ်အဲ့ဒီပွဲကဘာပွဲလို့ခေါ်တယ်လဲဆိုလို့ရှိရင်တော့ဟာနုတ်ကပွဲလို့ခေါ်ပါတယ်မီးထွန်းတဲ့ပွဲလို့ခေါ်ပါတယ်ဒီမီးထွန်းတဲ့ပွဲကိုဣသရေလလူမျိုးတွေကဘယ်အချိန်မှာလုပ်ကြတယ်လဲဆိုလို့ရှိရင်သူတို့ရဲ့စောင်းဥရာသီအကုန်သူတို့ရဲ့နွေရာသီအစဇန်နဝါရီလလောက်မှာလကုန်ပိုင်းလောက်မှာလုပ်ကြတဲ့ပွဲဟာနုတ်ကပွဲကိုခရစ်တော်သွားပါဟာနုတ်ကပွဲကိုဂျူးလူမျိုးတွေကဘာလို့လုပ်ရတယ်လဲဆိုလို့ရှိရင်ခရစ်တော်မမွေးခင်နှစ်ပေါင်း180အလိုလောက်မှာသူတို့ရဲ့ပြည်မတော်ဖြည့်ဆည်းခြင်းခံရတယ်ပြည်မတော်မှာသူတို့အသုံးပြုနေတဲ့ယစ်ပရောဟိတ်တွေဝတ်တဲ့လေဝိတွေဝတ်တဲ့ဝက်လုံတွေကိုဘာလုပ်ကြတယ်လဲဆိုလို့ရှိရင်တပါးသောသူတွေကခြေတုပ်ခုံအဖြစ်ဝက်လုံကိုအသုံးပြုကြတယ်ပြီးလို့ရှိရင်သူတို့ဘုရားသခင်ကိုရစ်ပူဆိုတဲ့နေရာကိုသူတို့က
သူတို့ရဲ့နတ်ဖျားပူဇော်တဲ့ဝက်ကိုပူဇော်တဲ့နေရာအဖြစ်အသုံးပြုကြတယ်ပြီးလို့ရှိရင်ဣသရေလလူမျိုးတွေကမြင့်မြတ်တယ်လို့သူတို့သတ်မှတ်ထားတဲ့အထူတွေထားတဲ့ကိုတောင်တွေရှိတယ်စတိုးခန်းတွေရှိတယ်ဆယ်ဖို့တဖို့တွေထားတဲ့နေရာအထူတွေထားတဲ့အခန်းကိုပါအခန်းဖြစ်အသုံးပြုပေးတယ်လေဆိုရင်ပြည်တစားတွေနေတဲ့အခန်းအဖြစ်အသုံးပြုပေးခြင်းကိုခံရတဲ့အခါမှာကျူးလူမျိုးတွေကတော်လှန်ရေးလုပ်ကြပါတော်လှန်ရေးလုပ်ပြီးမှသူတို့အောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့သူတို့ကပြီးမှတော့ကိုပြန်လဲပြီးမှတန်ရှင်းစေတယ်သူတို့ရဲ့တက်တာကိုပြန်လဲပြီးမှတိဆောက်တဲ့ပွဲကိုသူတို့ကဟာနုကပွဲလို့ခေါ်ပြီးမှသူတို့ကနှစ်စဉ်နှစ်တိုင်းကျင်းပကြအဲ့လိုကျင်းပတဲ့နေရာကိုခရစ်တော်ရောက်သွားတဲ့အခါမှာကျူးလူမျိုးတွေကပါပြောတယ်လဲဆိုလို့ရှိရင်ဒီလူဟာနတ်ဆိုးဆွဲတဲ့လူအယူတယောက်ပဲဆိုပြီးမှခရစ်တော်ကိုဆွဲကြပါအဲ့လိုဆွဲတဲ့အခါမှာခရစ်တော်ကမင်းတို့ပြောတာမှန်တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့ငါကဘုရားသခင်ရဲ့ပုံတော်ကိုထင်ရှားတဲ့အလုပ်ကိုငါကလုပ်နိုင်ရတာလေဘာဖြစ်လို့ဘုရားသခင်ရဲ့အလိုတော်အတိုင်းကျွန်တော်ဟာအသက်ရှင်နိုင်ရတာလေငါဟာမင်းတို့ပြောသလိုအယူတယောက်မဟုတ်ဘူးနတ်ဆိုးဆွဲတဲ့လူတယောက်မဟုတ်ဘူးငါဟာဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ငါဘုရားရဲ့သားဖြစ်တယ်လို့ပြောတဲ့အခါမှာလူတွေကကြောက်ခဲယူပြီးမှခရစ်တော်ကိုပြစ်တတ်ဖို့လုပ်ကြပါကြောက်ခဲနဲ့ပေါက်တတ်ဖို့လုပ်ကြပါအဲ့လိုလုပ်တဲ့အခါမှာခရစ်တော်ကမေးပါတယ်မင်းတို့ကငါဘုရားခိုင်းတဲ့အလုပ်ကိုလုပ်တာမကျေနပ်လို့မင်းတို့ကငါ့ကိုကြောက်ခဲနဲ့ပေါက်တတ်ချင်တာလားလို့ပြောတဲ့အခါမှာမဟုတ်ဘူးတဲ့မင်းကိုမင်းဘုရားသခင်ရဲ့သားတော်ဘုရားရဲ့သားလို့ပြောတဲ့အတွက်ကြောင့်အဲ့ဒါကိုငါတို့ကမကြိုက်လို့နင့်ကိုငါတို့ပြစ်တတ်ဖို့လုပ်တာပါဆိုတော့ခရစ်တော်ကပြန်ပြောပါတယ်ဒါဆိုလို့ရှိရင်ကျမ်းစာထဲမှာပြောတယ်မဟုတ်လားခရစ်တော်သွားပြောတဲ့ကျမ်းစာကဒီ80နဲ့နှစ်ခုမြောက်သောစာလံအပိုက်ငယ်6မှာပါပါတယ်82ခုမြောက်သောစာလံအပိုက်ငယ်6မှာပါပါတယ်နင်တို့ဟာဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်လို့ကျမ်းစာထဲမှာပြောထားတယ်လေအဲ့ဒါကြတော့မင်းတို့ဘယ်လိုလုပ်မလဲလို့ပြောတဲ့အခါမှာခရစ်တော်ကိုတတ်ဖို့လုပ်တဲ့လူတွေကခရစ်တော်ကိုချက်ချင်းသူတို့ကမတတ်ရဲဘူးတွေဝေနေကြတယ်အဲ့ဒီအချိန်မှာခရစ်တော်ကဒီလူတွေနဲ့ရံမဖြစ်ဘဲနဲ့ပယ်ကိုသွားတယ်လေဆိုလို့ရှိရင်ယေရုရှလင်နဲ့18မိုင်ဝေးတဲ့နေရာကိုခရစ်တော်ထွက်သွားပါအဲ့ခရစ်တော်ထွက်သွားတဲ့နေရာကခရစ်တော်ဟစ်ချင်းဆရာယောဟန်ရှိမှာဟစ်ချင်းခံခဲ့တဲ့နေရာယော်ဒန်မြစ်ရဲ့တစ်ဖက်ကမ်းယေရုရှလင်မြို့နဲ့18မိုင်လောက်ဝေးတဲ့နေရာမှာခရစ်တော်သူ့ရဲ့တပည့်တော်12ပါးကိုခေါ်ပြီးမှအဲ့နေရာမှာရောက်နေပါအဲ့နေရာမှာရောက်တဲ့အချိန်မှာခရစ်တော်ရှိမှာသတင်းလာပါအဲ့ဒီသတင်းကတော့ပါလဲဆိုလို့ရှိရင်လာဇရုသေခါနီးနေပြီအင်မတန်မှဖျားနေပါပြီဆိုတော့နာရေးသတင်းကိုကြားရပါတယ်ခုနကတော့နံပါတ်1မိခွန်းကကျွန်တော်တို့ပါအခက်ခဲတွေတွေ့ကြုံနေရတယ်လေဆိုတဲ့မိခွန်းဆိုတော့အဲ့ဒီအချိန်မှာမာရိနဲ့မာသတို့ရဲ့အသက်တာမှာနာရေးတွေ့ကြုံနေရပါတယ်မာရိနဲ့မာသတို့ကဘယ်မှာနေတယ်လဲဆိုလို့ရှိရင်ယေရုရှလင်မြို့ကနေယေရီခေါကိုသွားတဲ့လမ်းအဲ့လမ်းခွဲလေးကနေ2မိုင်အကွာပေသနိရွာမှာနေပါတယ်အဲ့ပေသနိရွာကပါပေါ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီစွန်ပလွန်နဲ့သင်းဘောသဖန်းတွေအင်မတန်မှပေါ်များတဲ့ရွာလေးတရွာဖြစ်တယ်အဲ့ဒီနေရာဟာဆိုလို့ရှိရင်ကျွန်တော်တို့နူနာဆွဲတဲ့ရှီမုန်နေခဲ့တဲ့ရွာဖြစ်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကမာရိဆိုတဲ့ဟာကပယ်စကလုံးကနေလာတယ်လဲဆိုလို့ရှိရင်အကုတုလူမျိုးတွေရဲ့စကလုံးမိရိယန်ကနေလာပါတယ်အတိတ်ပဲကတော့ပါလဲဆိုလို့ရှိရင်တော့အမတန်မှချစ်ဖို့ကောင်းတဲ့အမျိုးသမီးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်မာရိဆိုမာထဆိုတဲ့အတိတ်ပဲကတော့အာရမိုက်စကားကနေလာတယ်အတိတ်ပဲကတော့ပါလဲဆိုလို့ရှိရင်တော့သခင်မအရာရာကိုအုပ်စိုးခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ပ
ပုဂ္ဂိုလ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်လာဇရုဆိုတဲ့အတိတ်ပဲကလည်းပဲအာရမိုက်စကားဖြစ်ပါတယ်အတိတ်ပဲကတော့ပါလဲဆိုလို့ရှိရင်ဖျားသခင်ကလွဲလို့ပါမမရှိတော့သူဒါမှမဟုတ်လို့ရှိရင်တော့ဖျားသခင်ရဲ့ရွေးနှုတ်ခြင်းကယ်တင်ခြင်းကိုခံရမဲ့သူဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဆိုတော့သူတို့ခရစ်တော်တို့ကြားရတဲ့သတင်းကတော့ပါလဲဆိုရင်မာရိနဲ့မာသရဲ့အင်မတန်မှချစ်ရသောမောင်လာဇရုအင်မတန်မှဖျားနာနေတယ်သေခါနီးနေတယ်ဆိုတဲ့သတင်းကိုသူတို့ကြားရတယ်ဆိုတော့မာရိနဲ့မာသရဲ့အသက်တာမှာဒီလောက်ကိုယ့်ရဲ့မောင်သေတော့မဲ့ဖျားနာနေရတဲ့ပြဿနာအခက်ခဲတွေ့ကြုံတဲ့အခါမှာသူတို့ကဘသူ့ကိုပြောတယ်လဲဆိုရင်လူကိုမပြောဘဲနဲ့ခရစ်တော်ကိုပြောတယ်ဘုရားသခင်ကိုပြောတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲအခက်ခဲတွေမြောက်များစွာရှိမယ်အဲ့ဒီအခက်ခဲတွေကိုကျွန်တော်တို့တွေ့ကြုံတဲ့အခါမှာလူကိုပြောပြတာထက်ဒါမှမဟုတ်လို့ရှိရင်ဘသူ့ကိုမှမပြောဘဲနဲ့ကိုယ့်ဟာကိုယ်ပဲအောင်ဤပြီးခံတာထက်ဘုရားသခင်ကိုကျွန်တော်တို့ရဲ့အသက်တာမှာပြောပြဖို့အင်မတန်မှအရေးကြီးပါဆိုတော့ဘုရားသခင်ကိုမပြောပြဘဲနဲ့ကိုယ့်ဟာကိုယ်ဖြေရှင်းတာအောင်ဤပြီးခံနေတာကအဖြေမဟုတ်ဘူးကျွန်တော်တို့အတွက်ပို့ပြီးမှနာကျင်မှုခက်ခဲမှုကိုဖြစ်စေပါတိုးတော်လေးပဲမာရိနဲ့မာသရဲ့အသက်တာမှာသူတို့ရဲ့တွေ့ကြုံရသောအခက်ခဲကိုဖျားကိုပြောလိုက်တဲ့အခါမှာသူတို့ရဲ့ဒုက္ခသည်ဒုက္ခအဖြစ်တော့ဘုရားသခင်ရဲ့ပုံတော်ကိုထင်ရှားစေတဲ့အရာအဖြစ်ပြောင်းလဲသွားတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်သူတို့ကခရစ်တော်ကိုသွားပြောတယ်လူတွေပြီးမှသွားပြောတယ်သွားပြောတဲ့နေရာကမာရိမာသတို့နေတဲ့နေရာကနေခရစ်တော်ရှိတဲ့နေရာကတရက်ခရီးသွားရတဲ့နေရာဖြစ်ပါတယ်အဲ့ဒီသတင်းကိုကြားတဲ့အခါမှာခရစ်တော်ကချက်ချင်းမသွားဘူးသွားပြောတာကတရက်အဲ့ဒီယော်ဒန်မြစ်တစ်ဖက်ကမ်းမှာခရစ်တော်ကနောက်ထပ်2ရက်ပြန်နေတယ်ဆိုတော့သွားပြောတာကတရက်ခရစ်တော်အဲ့ဒီမှာနေတာက2ရက်ဆိုတော့ပေါင်းရင်ဘယ်နည်းဖြစ်သွားပြီလဲဟယ်လိုဘယ်နည်းဖြစ်သွားပြီလဲ3ရက်4ရက်မြောက်မှခရစ်တော်ကပြန်လာအဲ့ဒီအချိန်မှာနေမကောင်းဘူးဆိုတာသွားပြောတဲ့ရက်မှာပဲလာဇရုကတည်သွားပါဆိုတော့လာဇရုတည်ပြီးမှ4ရက်မြောက်တဲ့အချိန်မှာမှခရစ်တော်ကရောက်လာဘာဖြစ်လို့ခရစ်တော်က4ရက်ကြာရတာလဲအကြောင်းရှိပါတယ်ကျူးလူမျိုးတွေရဲ့ထုံးစံမှာလူတယောက်သေပြီဆိုလို့ရှိရင်သေတဲ့အချိန်ကနေ3ရက်အတော်အတွင်းမှာသူ့ရဲ့ဝိညာဉ်ကဘယ်မှမသွားဘူးအဲ့ဒီသေတဲ့အလောင်းကောင်နားမှာပဲဝိညာဉ်ကရှိနေတယ်4ရက်မြောက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီဝိညာဉ်ကဖန်ဆင်းတဲ့ဘုရားသခင်ရှိမှရောက်သွားပြီဘယ်သူမှခေါ်လို့မရတော့ဘူးဘာမှလုပ်လို့မရတော့ဘူးအဲ့ဒီဝိညာဉ်ကိုဘယ်သူမှခေါ်လို့မရတော့ဘူးဘယ်ဘုရားမှပြန်ဆွဲခေါ်လို့မရဘူးဆိုတော့ယုံကြည်ခြင်းကကျူးလူမျိုးတွေမှာရှိတယ်အဲ့ဒီအတွက်ကြောင့်ခရစ်တော်ကအဲ့ဒီကျူးလူမျိုးတွေယုံတဲ့အတိုင်းပဲလာဇရုရဲ့ဝိညာဉ်သည်သူ့ရဲ့ကိုယ်ခန္ဓာနာမှာလည်းမရှိတော့ဘူးဘယ်ဘုရားကမှပြန်လွှတ်လို့မရတော့ဘူးလို့သူတို့ခံယူတဲ့အချိန်မှာအဲ့လိုလက်ခံတဲ့အချိန်မှာမှခရစ်တော်က4ရက်မြောက်တဲ့အချိန်မှာသွားရခြင်းဖြစ်ပါတယ်ဆိုတော့ခရစ်တော်ကနေပြီးမှသူ့ရဲ့တပည့်တော်တွေကိုပြန်ပြောတယ်ကဲသွားကြရအောင်ကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ပေဒနိရွာရှိတဲ့ယုဒပြည်ကိုကျွန်တော်တို့ပြန်ပြီးမှသွားရအောင်သူ့ရဲ့တပည့်တော်တွေကိုပြန်ပြီးမှပြောပါတယ်သူ့ရဲ့တပည့်တော်တွေကမသွားချင်ကြဘူးပေမှာပဲနေချင်တယ်လေဆိုရင်ယော်ဒန်မြစ်ရဲ့တစ်ဖက်ကမ်းမှာပဲသူတို့နေချင်တယ်ယုဒပြည်တောင်ပိုင်းကိုသူတို့မသွားချင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ယုဒပြည်တောင်ပိုင်းဆိုတာကခရစ်တော်နဲ့သူ့ရဲ့နောက်လိုက်တွေကိုကြောက်ခဲနဲ့ပြစ်တက်ဖို့ရန်ပြင်ဆင်နေတဲ့နေရာသူတို့ကိုတတ်ဖို့ရန်ရှာနေတဲ့နေရာဖြစ်တယ်သူတို့အတွက်ကလုံးဝလုံခြုံတဲ့နေရာမဟုတ်ဘူးလက်ရှိသူတို့နေနေတဲ့ယော်ဒန်မြစ်ရဲ့တစ်ဖက်ကနှစ်ချင်းဆရာယောဟန်နှစ်ချင်းပေးခဲ့တဲ့နေရာကသူတို့ကိုတတ်မဲ့လူမရှိဘူးသူတို့ရဲ့ရန်သူမရှိဘူးသူတို့အတွက်အလုံးခြုံဆုံးသောနေရာလို့သူတို့ကလက်ခံကြတယ်တပည့်တော်တွေကစာရေးဆရာတယောက်ကဘယ်လိုရေးတယ်လဲဆိုလို့ရှိရင်ဖျားသခင်သာပါမယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ရဲ့အိမ်ပေးမှာရှိနေတဲ့ပင့်ကူညင်တွေဟာအလုံးခြုံဆုံးဖြစ်တယ်ရန်သူကထိုးဖောက်လို့မရဘူး
ဖျားသခင်သာပါမယ်ဆိုရင်ကျွန်တော်တို့ရဲ့အိမ်သားမှာရှိနေတဲ့ပိန့်ကူမြင်တွေဟာရန်သူထိုးဖောက်လို့မရတဲ့အလုံခြုံဆုံးသောနေရာဖြစ်တယ်ဖျားသခင်သာမပါခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အထက်ထက်ကာထားတဲ့ခြံစည်းရိုးတွေကပိန့်ကူမြင်လိုပဲဖြစ်လိမ့်မယ်ဆိုတော့တပည့်တော်တွေကဘာဖြစ်လို့ယူဒပြည်ကိုမသွားချင်ကြတာလဲဆိုရင်သူတို့ကိုတပ်ဖြတ်ဖို့ရန်စောင့်နေတဲ့လူတွေရှိတဲ့နေရာဆိုတော့သူတို့မသွားရဲဘူးဒါပေမဲ့အဲ့ဒီမှာသူတို့တစ်ချက်တတိလွတ်သွားတာကသူတို့နဲ့အတူရှိနေတဲ့ခရစ်တော်ပါလို့ရှိရင်ဆိုတဲ့ဟာကိုသူတို့ကမေ့နေတယ်ခရစ်တော်မပါဘဲသွားရင်တော့ဟုတ်မယ်ခရစ်တော်ပါခဲ့မယ်ဆိုလို့ရှိရင်ပယ်နေရမဆိုအလုံးချုံဆုံးဖြစ်တယ်ဖျားမပါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသက်တာမှာပယ်နေရမှာပဲနေနေပယ်ပုံစံနဲ့ပဲနေနေလုံးဝလုံခြုံမှုမရှိပါဆိုတော့ခရစ်တော်ကဒီလူတွေကိုပြန်ပြီးမှခေါ်သွားပါရွာထဲကိုခေါ်သွားသလားဆိုတော့ရွာထဲကိုမခေါ်သွားဘယ်ကိုခေါ်သွားသလဲဆိုရင်သင်္ချိုင်းကုန်းကိုခေါ်သွားပါဒီနေ့ကျွန်တော်တို့သိတ်ချရတဲ့သိတ်ခင်ရတဲ့တငယ်ချင်းတွေကလာပါသင်္ချိုင်းကုန်းသွားရအောင်ဆိုကျွန်တော်စိတ်ဆိုးမှာဘယ်သူမှအဲ့ဒီနေရာမှာခေါ်ဖိတ်ချင်းခံချင်တဲ့လူတယောက်မှမရှိဘူးခရစ်တော်ကသူ့ရဲ့ချစ်တဲ့သူတွေကိုအဲ့ဒီသင်္ချိုင်းကုန်းကိုခေါ်သွားပါသင်္ချိုင်းကုန်းမှာပါရှိနေလေသေတဲ့လူတွေရှိတယ်အပုပ်နှံ့တွေထွက်နေတယ်ကြောက်စရာကောင်းတယ်ယွန်းစရာကောင်းတယ်အဲ့ဒီနေရာမှာခရစ်တော်ကခေါ်ဖိတ်ပါအဲ့ဒီမှာရောက်သွားတဲ့အခါမှာခရစ်တော်ကပါပြောတယ်လေဆိုလို့ရှိရင်ပရိသတ်လူတွေကိုဟုတ်ပြီတဲ့အဲ့ကြောက်တုံးကိုဖယ်လိုက်ပါကြောက်တုံးကိုဖယ်လိုက်ပါဣသရေလလူမျိုးတွေမှာစင်းရဲတဲ့လူသေလို့ရှိရင်သူတို့ကမြေကြီးကိုခတ်နဲ့မတူဘူးခတ်တိမ်တိမ်လေးတူးပြီးမှမြေကြီးပါပါလေးဖုံးပြီးမှပေးနားမှာရှိတဲ့ကြောက်တုံးတွေယူပြီးမှဖြီထားတယ်ဒါစင်းရဲတဲ့လူချမ်းသာတဲ့လူသေလို့ရှိရင်သူတို့ကကြောက်ကူတို့တဘာဝအတိုင်းရှိနေတဲ့ကြောက်ကူဒါမှမဟုတ်လို့ရှိရင်တော့သူတို့ပိုက်ဆံအများကြီးပေးပြီးမှသူတို့ကကြောက်နံရံကိုသူတို့ကကူဖောက်ပြီးမှအဲ့ထဲမှာထည့်ပြီးမှသူတို့ကကြောက်တုံးနဲ့ပြန်ပြီးမှပိတ်ထားတယ်ဆိုတော့လာစရုကိုလည်းပဲမြေကြီးထဲမှာမြုပ်ထားတာမဟုတ်ဘူးကြောက်ကူထဲမှာထည့်ပြီးမှပိတ်ထားတယ်ဆိုတော့လာစရုတို့မောင်နှမတွေကစင်းရဲသားတွေတော့မဟုတ်ဘူးပိုက်ဆံရှိတဲ့အတိုင်းဝိုင်းဆိုတာတော့ကျွန်တော်တွေ့ရတယ်ဒါပေမဲ့ကျူးလူမျိုးတွေမှာမကောင်းတဲ့အလုပ်ကိုလုပ်ပြီးမှသေတဲ့လူပြီးလို့ရှိရင်ကြားတို့စင်တို့ကြိုက်လို့တပ်ပြစ်လို့တပ်ပြချင်းခံရလို့သေတဲ့လူကိုကြတော့သူတို့ကမမြုပ်ဘူးအဲ့ဒါကြတော့သူတို့ကမီးရှို့ပစ်တယ်လာစရုကိုကြတော့သူတို့ကမြေကြီးတူးပြီးမမြုပ်ဘူးမီးမရှို့ဘူးသူ့ကိုကူထဲမှာတွင်းထားတယ်ပြီးလို့ရှိရင်အဲ့ဒီကူကိုသူတို့ကကြောက်တုံးကြီးနဲ့ပြန်ပိတ်လေးရှိတယ်အဲ့ဒီအသေးကောင်ကိုပိတ်ထားတဲ့တွင်းကိုသွားထိတဲ့လူကမတန်ရှင်းတဲ့လူတဲ့ခုနှစ်ပတ်လုံးရေချိုးပြီးမှလူနဲ့ဝေးတဲ့နေရာမှာနေရဆိုတော့အဲ့ဒီနေရာကိုလူတွေမသွားချင်ကြဘူးမထိချင်ကြဘူးအဲ့ဒါကိုခရစ်တော်ကအဲ့ဒီကြောက်တုံးကိုဖယ်ပေးကြပါရွှေ့ပေးကြပါဒါဆိုရင်ခရစ်တော်ကိုယ်တိုင်ကဘာဖြစ်လို့သူကိုယ်တိုင်ကမဖယ်တာလဲမရွှေ့တာလဲဒါမှမဟုတ်လို့ရှိရင်သူကိုယ်တိုင်ဖယ်ဆရာရွှေ့ဆရာမလိုဘဲနဲ့သူ့ရဲ့တကိုးနဲ့ဘာဖြစ်လို့မရွှေ့ပြစ်တာလဲခရစ်တော်ဟာခမဲတော်ဘုရားရဲ့ပုံတော်ထင်ရှားအောင်အလုံးလုံးမဲ့အမှုတော်မြတ်မှာသူတယောက်တည်းလောက်တာမဟုတ်ဘဲနဲ့သူ့ကိုယုံကြည်ပြီးလာတဲ့လူတွေအားလုံးကိုပါဝင်စေခြင်းနဲ့ဘုရားဖြစ်ပါတယ်ဒီနေ့မှုတော်လုပ်ငန်းမှာဘုရားသခင်ကကျွန်တော်တို့ကိုခေါ်ဖိတ်ပါတယ်ပါဝင်စေခြင်းပါတယ်အဲ့ဒါကြောင့်ခရစ်တော်ကသူ့ရဲ့တကိုးနဲ့လည်းမရွှေ့ဘူးသူကိုယ်တိုင်လည်းမရွှေ့ဘူးသူ့ကိုယုံကြည်ပြီးလာတဲ့လူတွေအားလုံးကိုဒီကြောက်တုံးကိုသူရွှေ့ခိုင်းတယ်ရွှေ့ခိုင်းတဲ့နောက်ပိုင်းမှာခရစ်တော်ကဘာပြောတယ်လဲဆိုလို့ရှိရင်တော့ကြီးစွာသောအတန်နဲ့လာဇရုထွက်လာခဲ့ပါအတန်အကျယ်ကြီးနဲ့အော်သေတဲ့လူကိုကျွန်တော်တို့ကအော်ခေါ်ရင်ကြားမလားဘာဖြစ်လို့ခရစ်တော်အဲ့ဒီမှာအတန်အကျယ်ကြီးနဲ့အော်ရတာလဲအဲ့ပြောတဲ့လူကိုရကျွန်တော်အော်လို့ရှိရင်ကြားနိုင်တယ်ခဝေးဝေးမှနေတဲ့လူကိုကြတော့ကျွန်တော်တို့ကအော်ပြီးခေါ်ရတယ်
ပါဖြစ်လို့ခရစ်တော်ကအဲ့ဒီမှာအတန်အကျယ်ကြီးနဲ့လာဇရုလှမ်းလာခဲ့ထွက်လာခဲ့တော့လို့អော်ရတာလေအတိတ်ပဲကတော့အဲ့ဒီမှာရှိနေကြသောသူများအားလုံးသည်လာဇရုများဖြစ်ကြပါနိုင်ငံရေးမှာတည်နေတဲ့လူစီးပွားရေးမှာတည်နေတဲ့လူလူမှုရေးမှာတည်နေတဲ့လူပညာရေးမှာတည်နေတဲ့လူအိမ်ထောင်ရေးမှာတည်နေတဲ့လူအခက်အခဲပြဿနာမြောက်များစွာနဲ့အဲ့ဒီထဲမှာနေမွေးပြီးကိုမကယ်တင်နိုင်သောမယုံထွက်နိုင်သောသူများအားလုံးသည်လာဇရုများဖြစ်ကြပါလေတည်နေသောသူများဖြစ်ကြအဲ့ဒီအတွက်ကြောင့်ခရစ်တော်ကလှမ်းလာခဲ့ပါထွက်လာခဲ့ပါလို့ကျွန်တော်တို့အားလုံးကိုခေါ်ဖိတ်တာဖြစ်ပါဣသရေလလူမျိုးတွေကလူတယောက်သေပြီဆိုတာနဲ့ရေချိုးပေးတယ်ပြီးလို့ရှိရင်သူ့ရဲ့တကိုယ်လုံးကိုမူရန်နဲ့လိမ့်ထားတယ်ပြီးလို့ရှိရင်သူတို့ကဒီ cave clothes လို့ခေါ်တဲ့အလောင်းပတ်တဲ့အဝတ်စနဲ့ခြေဖျားကနေကောင်းအစုံသူတို့ကအကုန်လုံးပတ်ထားတယ်ပတ်တီးနဲ့ပတ်ထားတယ်ဆိုတော့ခရစ်တော်ကနေပြီးမှလာဇရုထလောက်လှမ်းလာခဲ့လို့ပြောတဲ့အခါမှာလာဇရုဟာအသက်ပြန်ရှင်လာတယ်ကြိုးစားပြီးမှထလာတယ်ဒါပေမဲ့လမ်းလျှောက်လို့မရလမ်းလျှောက်လို့မရအသက်ပြန်ရှင်တယ်ပြန်ထလာတယ်လမ်းလျှောက်လို့ရသလားမရဘူးဘာဖြစ်လို့လဲလာဇရုရဲ့တကိုယ်လုံးကိုလူသေးအလောင်းပတ်ထားတဲ့အဝတ်နဲ့ရစ်ပတ်ထားလို့ဖြစ်တယ်ဘသူကရစ်ပတ်တာလဲသူ့ကိုသူပတ်တာလားမဟုတ်ဘူးသူ့ရဲ့ပတ်ဝန်းကျင်သူ့ရဲ့အတိုင်းအဝိုင်းသူ့ရဲ့မိတ်ဆွေသူ့ရဲ့အိမ်သူအိမ်သားတွေကပတ်ထားတာဖြစ်ပါတယ်ဒါကိုခရစ်တော်ကမဖြေပေးပါဘူးအဲ့ဒါကိုဖြေပေးပါရှင်ဟောခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်44မှာအဲ့ဒါကိုဖြေပေးပါပတ်ထားတဲ့လူတွေကပြန်ပြီးမှဖြေပေးဖို့ဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းပဲကျွန်တော်တို့အချင်းချင်းအမုန်းကြိုးတွေနဲ့ခြိထားကြတယ်တောတာကြိုးတွေနဲ့ခြိထားကြတယ်ကလစားခြိချင်တဲ့စိတ်နဲ့ကျွန်တော်တို့ခြိကြတယ်ခွင့်မလွတ်ချင်းကြိုးတွေနဲ့ကျွန်တော်တို့တယောက်နဲ့တယောက်ခြိနှောင်နေကြတယ်တာတွေကိုကျွန်တော်တို့ပြန်ပြီးမှခြိပေးဖို့ခရစ်တော်ကပြောနေတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အရောက်ချင်းစီရဲ့အသက်တာမှာကျွန်တော်တို့ဒုက္ခဆိုတာကရှောင်လွဲလို့မရဘူးအသက်တာမှာကျွန်တော်တို့ပြဿနာဒုက္ခအများကြီးတွေ့ရအောင်ပါပဲအဲ့ဒုက္ခအခက်အခဲပြဿနာတွေကိုကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်တို့နံပါတ်1အသက်တာမှာဘုရားသခင်ကိုကျွန်တော်တို့ပြောပြဖို့ဖြစ်ပါတယ်ဘုရားသခင်ကိုကျွန်တော်တို့ရဲ့အခက်အခဲပြဿနာပြောပြရင်ဒုက္ခကိုဒုက္ခအဖြစ်ပြောင်းလဲပေးမှာကဘုရားသခင်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာပယ်နေရမှာပဲနေဘုရားသခင်မပါလို့ရှိရင်တော့ကျွန်တော်တို့အတွက်လုံးဝလုံခြုံမှုမရှိဘူးဘုရားသခင်ကျွန်တော်တို့နဲ့အတူရှိနေရင်နေရာတကာဟာကျွန်တော်တို့အတွက်လုံခြုံမှုရှိပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာပယ်နေရမှာပဲရှိနေပါစေကျွန်တော်တို့ဒီဘုရားသခင်ရဲ့စကားကိုနားထောင်ဖို့လိုတယ်ဘုရားသခင်ရဲ့အမှုတော်မြတ်မှာဝမ်းမြောက်ဝမ်းသာစွာနဲ့ကျွန်တော်တို့ပေးအပ်တဲ့တာဝန်ကိုမရှောင်မဲနဲ့ပါဝင်ကြဖို့လိုသလိုအချင်းချင်းကျွန်တော်တို့ခွင့်လွှတ်ခြင်းနဲ့သီးခံခြင်းနဲ့မေတ္တာကိုရှေ့ထားပြီးမှအသက်ရှင်ဖို့လိုအပ်ပါတယ်။ကြားနာသူအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။